တော်လေးရောပတ်လို့လေးရောထွက်လာပြီနိုလန်ပြေးသွားပြီ grand ကြောင်းမင်းတော့မေးပြီဆိုတော့မရဘူး grand ကြောင်းတော့ပြသွားကျွန်တော်ရှောင်းပြပါနော်အမှန်ဆိုတော့နိုလန်လိုက်ပြီးလိုက်ခုံမယ်ပြက်လောက်အဲ့တိုင်းမင်းနဲ့အဲ့ဒါဒီရဖြစ်ချန်ကြီးလေး pressure ပြန်ပြီးရတော်လေးရောစထိုင်းပြီအနီးတင်းမကနော်ဒီနေ့ရောက်နီးတင်းလေးပဲနိုင်နေရောက်ပါမလားအဲ့ကောနောက်တော့တကယ်တော့မေးရဆိုမှထွက်သလားအဲ့တော့ထောင်းထူထောင်းနေနော်နောက်ဆုံးပတ်တယ်နောက်ဆုံးလိုက်ရင်လို့ပြောရတော့နော်အိုးလာလာအောက်လေးမှာပကီယိုလေးကကျွန်တော်ချောင်းလေးကိုထပ်ပြီးအဆုံးသတ်ပေးထားတယ်ဟိုဆရာချောင်းလေးကအတီးခံတဲ့တက်ကြီးတူမဲချုပ် ID ပြန်ဖွင့်နေပါတပည့်ကြီးထက်ရအောင်ချက်များသွားပြီဟုတ်တယ်တပည့်ကြီးဟုတ်တယ်တပည့်ကြီးထပ်ပည့်ကြီးလေးယူရမလားထပ်တော့လိုက်ကြည့်နေပကီယိုဒီစရှင်လေးလာရဲချောင်းနေတာရောက်ကြီးကလေးကအိုးလာနိုးနေတဲ့တိုင်းမှာ grand ကြောင်ဆုံးတဲ့ပေးရပကီကိုထိုးကြအောင်ပြန်ပြီးချန်ကြီးတော့ပြန်ရလိုက်တယ်ဒီကဒူးသေးနောက်ကလန်ဂျီလော့တက်တွေဝင်ပြပြီးနိုးလန်အောင်တော့နော်ရှောင်းပြမရဘူး ECQ ဒါတော့ထိုးပေးလိုက်တယ်ဆိုရဲနောက်မှာပဲတပိပါကျွန်တော်လန်ဂျီလော်လေးကနိုးလန်လေးကိုဖြတ်ပြီးလိုက်ကောင်းပါရဲ့ပကီကိုလိုက်တော့ထိုးနေပြီးရောက်ရေးတက်ကြီးလေးယူအချုံရချုံလေးချောင်းတဝန်းတော့ကုန်ဖြတ်ခံပြီးတာအန်ဂျလာပြန်ပူးပြီးတယ်မယ်3%မရောက်အိုးအဲ့ဒီဒမ်းမအောင်မရှက်တောင်းနောက်ကကျန်နေတဲ့အန်ဂျလာလေးကပါစေဟိုလာချောင်းလေးကဖြတ်ပြီးလိုက်နော်သူခေးလောက်လှပါပေးလိုက်ရပြီဘယ်ကောင်းနေနောက်မျိုးတကယ်ကြီးကျုံးနော်ချောင်းအဲဘိုးတဝဲတော့ခေါ်နေသူ့ကိုမရှိတော့ဆိုရဲနောက်မှာဂျီကွန်လိုလေးပဲနော်တဲ့လမ်းကျွန်တော်တက်နဲ့ပြန်ဆောင်ပြနေနော်ပစလာလမ်းတော့ထောင်း83ဖြစ်ဆန်ကြီးလိုက်မီးနေတာရောက်ပြီတော့စထွိုင်းကျွန်တော် endedတော့ပြည့်သွားနော် idea ကဲ grand ကြောင်တော့ကျွန်တော်6လေးလိုက်အမဲပြတ်နေပြီ1/1ပြင်းနေပြီဆိုတဲ့နောက်မှာ grand ကြောင်က6ရဲ့ဒမ်းမြောက်မှာသုံးသက်ခံလန်ဂျီလော့ပြန်ပြီး6လေးပါစက်လိုက်ဖို့ဖလစ်ကနေတကောပြမရောက်လန်ဂျီလော့ရဲ့ဒမ်းမြောက်မှာပြီးလိုက်ရိုက်တက်ကြီးရဲ့2မှပြန်ချုပ်ပြီးတဲ့ idea ရှိရဆိုတဲ့နောက်မှာပဲထပ်ပြီးစိုင်းနေတာလန်ဂျီလော့လေးထပ်ပြီးနိုးလိုက်ဒမ်းမြောက်မှာထပ်ပြီးသုံးသက်ပေးနေ idea မှာပါစေပြန်တော့ပြီးထားပြီနော်3မှလောက်ထိကိုလောက်ပပြီးတိုင်းနဲ့လော်ကြီးရတယ်ကျွန်တော်အပြန်သိပတ်ကိုရသွားပြီကဲအစလားအေးကြားတဲ့စင်လေးပြန်ပြီဘုံထောင်းပြီးလိုက်ပြီးစပယ်လေးနဲ့လိုက်ထုထောင်းနေတယ်ဒီကနိုလန်ဆိုတော့နည်းနည်းသူထောင်းရတာခက်ခဲပဲပြီးပြန်သူထောင်းနေတဲ့ကွက်လေးရောတော့လှရဲIGR နဲ့တက်ထားပြီး12ကောင် IGR ရောခွင်းလိုက်ဆွဲတော့ပေးရဆိုတဲ့နောက်မှာ grand ပြတ်သွားပြီ damage တွေအောက်မှာပကီလိုဝင်ထိုးပေးရတဲ့တက်ကြီး1 man လမ်းတော့ချုပ်ပေးရဆိုတော့အဲ့ဒါလာဖမ်းပေးရ2 man တော့ကြာတာဆိုတော့တပတ်ကြီးထပ်ပတ်ကြီးယူဖို့ကဲထပ်တော့ကြည့်နေတယ်နော်ဆီယမညံကောင်းနောက်မလို့တကယ်မီးနေတာရောကြီး